ရောပပွဲမဟုတ်လို့ရှင်ရှုံနေကြမန်ယူကတော့မနေ့ကလည်း Brentford ကွင်းမှာထပ်ပြီးတော့ရှော့သွားပြန်ပြီเนาะရှော့သွားတယ်ဆိုတာတဲ့အရှော့ခံလိုက်ရတယ်လို့ပြောရဆိုပို့ပြီးတော့မှန်လိမ့်မယ်မနေ့ကတော့ငါတို့အနေနဲ့ဒီပွဲစီရလက်ပိုင်းအေးမပါတော့ဘူး Premier League မှာဘာမှတန်းစင်တန်းတန်းမရှိတော့ဘူးတို့တော့လည်းဥရောပဝင်ခွင့်ဆိုတော့လည်းတို့လည်းအဝေးရလက်ပိုင်းဘာမှအေးမပါတဲ့ပွဲတစ်ပွဲမှာ Bruno Fernandes တို့လိုအဓိကကစားသမားတွေကိုအမော်ရီကအနာပေးခဲ့တယ်ကစားပုံကတော့မဆိုးဆက်စားပိုင်းကတော့ဒါပေမဲ့ဥဆောင်ကိုလည်းရလိုက်တယ်ဒါပေမဲ့ပေါ့နော်တော့ချီပါကိုပြန်ပေးလိုက်ရပြီးတော့ချီပါကိုကလည်းထုံးစံတိုင်းလူရှော့ရဲ့အုံကိုပေါက်တဲ့တာနဲ့ကိုပေးနေကြဘာရင်တာတို့နဲ့တိုင်ပတ်သွားပြီးတော့ကိုပေးလိုက်တဲ့နောက်၄ဂိုးအထိအသွင်းခံရတယ်ဆိုတော့၄ဂိုးတကူနဲ့ရှုံးမဲ့အရေးကလေးပြီးတော့ကန်အောင်ရတာပွဲပြီးကန်ဒီမှာကာနာဂျိုရဲ့အမိုက်စားကန်ချက်ပြီးတော့တဲ့အခါမှာဒီယာလိုတို့ရဲ့သွင်းကိုတွေပြန်ရလိုက်လို့သာမန်ယူနေနဲ့ Brentford ကွင်းမှာဂိုးပြတ်ထိမရှုံးခဲ့ပဲနဲ့၄ဂိုး၃ဂိုးဆိုတဲ့ရလဒ်နဲ့ပဲကတ်ပြီးတော့ရှုံးသွားခဲ့တယ်ဆိုတော့မန်ယူအတွက်ကတော့ဒီပွဲမနိုင်တဲ့အတွက်တော့ဘာမှထွေထူးတော့မဖြစ်သွားဘူးဒါပေမဲ့သူတို့အနေနဲ့ဒီနိုင်ငံတကာ international break ပြီးကတည်းကကစားခဲ့တဲ့ဒီ Premier League 6ပွဲစတိုင်းမှာအခုချိန်ထိတပွဲမှကိုမနိုင်သေးဘူးပေါ့နော်နိုင်ရဥစားတရေကြလိုက်ရှုံးလိုက်ဒီရတဲ့အတိုင်းပဲသွားနေတယ်ဒါပေမဲ့ဥရောပ Europa League မှာတော့သူတို့အနေနဲ့အခြေအနေကောင်းနေတဲ့ semi final မှာဆိုလို့ရှိရင်လည်းပထမကြောက်ကစားပြီးသွားပြီပြီးပါကို3ဂိုးပြတ်နဲ့နိုင်ထားတယ်ဒုတိယကြောက်ကတော့လာမယ့်ဒီကြာသပတေးနေ့ညမှာကစားမယ်ပေါ့နော်ဆိုတော့ဒီပွဲတော့ကလည်း Old Trafford မှာကစားမှာဆိုတော့ပထမကြောက်အဝေးကွင်းမှာ3ဂိုးပြတ်နဲ့နိုင်ထားတဲ့အချိန်နဲ့တေချာတိုင်းကစားရင်တော့သူတို့ final ကိုကောင်းတက်လိမ့်မယ် AC တက်နိုင်တယ်ပေါ့နော်ဆိုတော့မနေ့ကတော့နောက်တော့ကစားခဲ့တဲ့ပွဲကောက်မှာဆိုလို့ရှိရင်လည်းဒီ Chelsea နဲ့ Liverpool ဆိုတော့ Liverpool တည်တဲ့ Premier League အမပေးချန်ပီယံဖြစ်ပြီးသွားပြီဆိုတော့ဒီပွဲမှာကတော့ honor လုပ်ပေးခဲ့ကြတယ်ဒီ Chelsea ကစားသမားတွေက Liverpool ကစားသမားတွေကိုတကယ်နဲ့ပွဲကစားချိန်မှာလည်း Chelsea က Liverpool ကို3ဂိုးတကူနဲ့နိုင်ခဲ့တယ် Chelsea အနေနဲ့ Champions League ဝင်ခွင့်အတွက်အရေးကြီးနေတဲ့အချိန်လည်းဖြစ်တယ် Liverpool ကတော့ဘာမှအမှတ်မလို့တော့သူတို့ AACC Champion ဖြစ်ပြီးသွားပြီဆိုတော့သူတို့အနေနဲ့ဒီပွဲကိုတိတ်ပြီးတော့အားထည့်ထားတဲ့ပုံစံမျိုးကျွန်တော်တို့မမြင်ရဘူးပထမပိုင်းမှာလည်း Chelsea ဘက်ကဂိုးပြတ်သွားနိုင်တော့တဲ့အခွင့်အရေးတွေရှိခဲ့တာကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပေါ့နော်တော့မနေ့ကတော့တခြားကစားခဲ့တဲ့ပွဲတွေအကြောင်းပြောမယ်ဆိုရင် Real Madrid ကလည်း Celta Vigo ကို3ဂိုး2ဂိုးနဲ့နိုင်ခဲ့တယ်သူတို့အတွက်ဒီပွဲတွေအရေးကြီးတဲ့ပွဲတွေဖြစ်တယ်ဘာကြောင့်လဲဆိုတော့နောက်တစ်ပတ်မှာဘာစီလိုနာနဲ့သူတို့ထပ်ပြီးတော့ဘာစီလိုနာကွင်းမှာသွားပြီးတော့လာလီဂါအမှတ်ပေးချန်ပီယံဆိုအဆုံးဖြတ်ပွဲကိုကစားရမယ်ဒီပွဲမတိုင်ခင်မှာသူတို့အနည်းဆုံးတော့ဘာစီလိုနာနဲ့4မှတ်လောက်ပဲကွာတဲ့အနေအထားမျိုးသူတို့ထိန်းထားနိုင်တယ်ဆိုတော့နောက်တစ်ပတ်မှာဘာစီလိုနာကွင်းမှာသာနိုင်ပွဲရခဲ့မယ်ဆိုလို့ရှိရင်ရမှတ်တစ်မှတ်ပဲကွာသွားမယ်ဒါပေမဲ့လည်းဘာစီလိုနာကွင်းမှာတော့သူတို့အနေနဲ့ရလက်ကောင်ရဖို့ကတော့ခက်ခဲတယ်လို့တော့ကျွန်တော်ကတော့ယူဆတော့မယ်ပေါ့နော်မနေ့ကတော့ဆိုလို့ရှိရင်လည်း Celta Vigo ကပွဲပြီးကန်ဒီမှာအခွင့်အရေးတွေရခဲ့တယ်ကန်ကောင်းလို့သာ Real တို့တည်ပြန်ပြီးမကြခဲ့တာပေါ့နော်ဆိုတော့ကောင်းပါပြီကျွန်တော်ဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာခြင်းပါတယ်နောက်နေ့တွေမှာတော့ကျွန်တော်တို့ဒီရှိတဲ့ပွဲတွေနဲ့အတူကျွန်တော်ပွဲပြီးသုံးသက်ချက်လေးလုံးနဲ့ကျွန်တော်ပြန်လာနိုင်အောင်ကြိုးစားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်